Singapore license ဖြေဖို့အတွက် basic theory test လုပ်တဲ့အခါခက်ခဲတဲ့မေးခွန်းတချို့တွေ့ရပါတယ်။ဒါလေးလေ့ကျင့်ရင်းနဲ့တွေ့တော့တော်တော်နဲ့ကိုအဖြေရှာလို့မရဘူးဖြစ်တာပေါ့နော်။အဲ့တော့သူတို့ရှာကိုစဉ်းစားရပါတယ်။စာအုပ်တွေပြန်ဖတ်အဲ့တော့တကယ်လို့မြန်မာကြော့စီကာတို့အနေနဲ့လည်းလေ့လာလို့ရအောင်ပြန်ပြီးမျှဝေလိုက်ပါတယ်။တော်တော်ခက်ခဲပါတယ်မိကုံးလေးတွေကတော့အဲ့လိုတော့ထင်ရတာပဲလေခက်ခဲလို့မှန်မယ်ထင်တဲ့အဖြေလေးတွေကိုလည်း comment မှာရေးပေးသွားပါအောင်နော်ဖြေတိုက်ကြည့်အောင်လို့ပါစိတ်ဝင်စားစရာကောင်းပါတယ်ဒီပုံလေးဆိုလို့ရှိရင်လည်းလမ်းပိတ်ထားမယ်ထင်တာတကယ်တော့မဟုတ်ပါဘူးဒီပုံလေးကတော့သဘောတရားမှားလို့မှားသွားတယ်အဲ့ဒီ hand signal လေးလည်းမမိဖို့နည်းနည်းခက်ခဲဒီချာကြည့်ထားမှမေးလဲမေးတတ်ပါတယ်ဒါဆိုရင်ဘယ်ကားကိုဦးစားပေးမလဲပုံမှန်အားဖြင့်ဆိုလို့ရှိရင်ညာဘက်ကကားကိုဦးစားပေးရပါတယ်နော်မှားတဲ့အပုတ်လေးတွေဆိုတော့ဒီချာမှတ်ထားဖို့တော့လိုတယ်အဲ့ hand signal ကလည်းခဏခဏမှားလို့ဒီချာချာကို slide show ထဲမှာထည့်ထားတာပါကဲအားလုံးပဲအောင်မြင်နိုင်ကြပါစေReduce leakage and last generation.